တန်ရောစင်တော့ဖြတ်လို့မရဘူးညီရေ Wi-Fi နဲ့ Bluetooth တွေတော့ဖြတ်လို့ရတယ်နော်အခု Wi-Fi ဖြတ်ပြမယ်ဘက်ထရီမတက်ရတယ်လို့ကျွန်တော် USB ကနေပြီးတော့တခါတည်း power ကျွေးလိုက်မယ် Okay တက်လာပြီအမှစတက်တဲ့ရှင် Wi-Fi ကိုဖြတ်လို့ရတဲ့ menu လေးပေါ်လာနော် Okay အကောင် active လုပ်လိုက်မယ်အကောင် active ဖြစ်သွားလို့ရှင်ဒီမှာ Wi-Fi ရှိတ်ထားတဲ့ဥစ္စာတစ်ချက်ကြည့်ကြည့်နော်Okay ပျောက်သွားပြီပြုတ်သွားပြီနော်ဘေးနားရှိတဲ့ Wi-Fi ချိန်ထားတဲ့ Wi-Fi နေဘေးနားမှာရှိတဲ့ Wi-Fi နေအကုန်ဒီမှာမပေါ်တော့ဘူးအဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ deactive လုပ်လိုက်မယ်ဆက်ကိုပိတ်လိုက်မှာပေါ့ပိတ်လိုက်တော့ခါကျတော့ဒီမှာ Wi-Fi နေပြန်ပေါ်လာလိမ့်မယ် Okay ပြန်ပေါ်လာပြီနော်တန်ရောစင်တော့မဖြတ်ရှင်ပါနဲ့ကွာပြက်ပြီးသွားရင်ပြန်ဆက်ဖို့မလွယ်ဘူးညီက